ဒီကြားပေါက်လေးကတော့သူ့တိုင်ငယ်မှာပဲအမေဖြစ်သူကိုဆုံးရှုံးလိုက်ရပါတယ်ပြီးတော့ဝက်ဝင်ပေါက်လေးတွေရဲ့ကြားမှာသူကကြီးပင်းလာခဲ့ရပါတယ်ဒါကြောင့်မလို့ထင်ပါတယ်ကြားပေါက်လေးကသူ့ကိုယ်သူဝက်ဝင်တကောင်လိုမျိုးပဲပြုမှုနေထိုင်နေပါတယ်သူတို့လည်းသူ့ပုံစံကဝက်ဝင်တွေနဲ့မတူပဲကွဲထွက်နေတာကြောင့်ဝက်ဝင်လေးတွေအုပ်စုဖွဲ့ပြီးအနိုင်ကျင့်ကိုခံရပါတယ်သူတို့တဲ့အချို့ဆိုရင်ကြားပေါက်လေးကိုလုံးဝကိုသဘောမကျတာပါအနားလာကက်ရင်အမြဲတမ်းမောင်းထုတ်တတ်ပါတယ်ပြီးတော့ကြားပေါက်လေးရဲ့အစာဆိုလည်းလူပြီးစားကြပါတယ်ဒါပေမဲ့ထူးခြားစွာနဲ့ဝက်ဝင်လေးတကောင်ကတော့ကြားပေါက်လေးကိုရမ်းချစ်ပါတယ်အမြဲတမ်းလိုကြားပေါက်လေးနားမှာပဲနေတတ်ပါတယ်ပြီးတော့သူ့ရဲ့ခင်မင်မှုကိုပြတဲ့အနေနဲ့ခန္ဓာကိုယ်ကိုရှာလေးနဲ့လည်းရက်ပေးတတ်ပါတယ်မတိရင်သူတို့ကညီကိုရင်းနေလိုပါပဲကြားပေါက်လေးကိုတူတကောင်မဲ့ချစ်ပြီးအခြားကောင်တွေကဝိုင်းပြီးအနိုင်ကျင့်တာခဏခံနေရတဲ့အတွက်ပိုင်ရှင်ဟာသူ့ကိုဝက်ဝင်လေးနဲ့ခွဲပြီးတီးခြားတကောင်တက်တဲ့အနေနဲ့ထားဖို့လုပ်လိုက်ပါတယ်အဲ့ဒီမှာပိုင်ရှင်မျောလင်းမထားတာကကြားပေါက်လေးကရင်အားနဲ့မတူပဲစိတ်ဆိုးဒေါသထွက်လာတတ်တာပါသူ့ကိုအစာကျုပ်ကိုချိန်ရောက်လို့ကျွင်းရင်တော့သူကမစားပဲညှင်းဆိုတက်လာပါတယ်ဒါကတော့သူ့ကိုဝက်ဝင်လေးတွေစီကနေခွဲပြီးခေါ်လာခဲ့တဲ့အတွက်တကူတော်ဆန္ဒပြနေဖြစ်ပါတယ်နောက်ပိုင်းမှာတော့သူကဝက်ဝင်လေးတွေကိုရှာဖို့အတွက် channel ကနေမကြာခဏဆိုလို့ခုံတက်ဖို့ကြိုးစားလာပါတယ်နောက်ဆုံးပန်ရှင်လဲဘာလို့ရမှန်းမသိတာနဲ့ဝက်ဝင်လေးတွေရှိတဲ့နေရာကိုပြန်ခေါ်လာခဲ့လိုက်ပါတယ်အဲ့ဒီမှာသူချစ်ရတဲ့ဝက်ဝင်လေးကိုပြန်မြင်လိုက်တာနဲ့ကြားပေါက်လေးကအရန်ကိုပျော်သွားပါတယ်ပြီးတော့ဝက်ဝင်လေးကလည်းသူ့ကိုလွမ်းနေသည့်အလားဖက်လက်တကင်းတွေလောက်ပါတယ်ကြားပေါက်လေးကလည်းသူ့လို့တမျှကိုငြိမ်ခံနေရှာပါတယ်သူ့အတွက်တော့ဝက်ဝင်လေးကဘဝမှာတန်ဖိုးမဖြတ်နိုင်တဲ့တငယ်ချင်းကောင်းတူပါပဲအဲ့ဒီချိန်ကနေစပြီးသူတို့နှစ်ကောင်ကအတူတကွကစားရင်းနဲ့ဘဝကိုပျော်ရွှင်စွာဖြတ်တန်းသွားကြပါတယ်